မြမယဉ်ကျေးမှုကိုထိခိုက်စေမှုနဲ့ထပ်မံဖန်ဆီးခံလိုက်ရတဲ့တင်စာဝင့်ကျော်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာလူပညာလောကရဲ့ထိပ်တန်းမင်းသမီးတယောက်ပရိသတ်တွေကြားထဲမှာအမြဲတမ်းရေပန်းစားနေတဲ့ဆွဲဆောင်မှုကုံရှင်တင်စာဝင့်ကျော်သူမကအခုဆိုရင်တော့တိုင်းငလုံးကိုထပ်မံတုံလုံးသွားစေမယ့်သတင်းဆိုတကူနဲ့တူတူသတင်းစာမျက်နှာရဲ့ပေါ်ကိုရောက်ရှိလာခဲ့ပြန်ပါပြီအဲ့ဒါကတော့မြမယဉ်ကျေးမှုကိုထိခိုက်စေတဲ့ဝေစားစီရင်မှုတွေနဲ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့စေမှုကြောင့်ပဲဒုတိယကြိမ်မြောက်ဖန်ဆီးထိန်းသိမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်တင်စာဝဲကြောက်လို့ပြောလိုက်ရင်တော့ကျွန်တော်တို့အားလုံးရဲ့မျက်စိထဲမှာပြင်းပြင်းကြတာကတော့သူမရဲ့ပြည်စုံလုံးနဲ့ခန္ဓာကိုယ်အချိုးစားနဲ့ဘယ်သူနဲ့မှမတူတဲ့ရဲအင်းပြတ်သားတဲ့ fashion တွေပဲဖြစ်ပါတယ်သူမကဗီဒီယိုစကားတွေနဲ့နာမည်ကြီးခဲ့သလိုနောက်ပိုင်းမှာတော့သူမရဲ့အလွန်ပဲဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံတွေကြောင့်ပဲ social media ရဲ့ဘီရင်မတူဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီလာတရားရဲ့နောက်ွယ်မှာတော့ကြီးမားတဲ့ဝေဖန်မှုတွေကအရေးလို့လိုက်နေခဲ့ပါတယ်ဒါကအမှုပညာလားဒါမှမဟုတ်ယဉ်ကျေးမှုကိုဖျက်ဆီးနေရလားဆိုတဲ့မေးခွန်းတွေကလည်း online ပေါ်မှာအမြဲတမ်းပွက်လောရိုက်နေကြတာပါလွန်ခဲ့တဲ့နှစ်နည်းငယ်ကိုပြန်ကြည့်မယ်ဆိုရင်တော့တင်စာဝင်းကျော်ကပထမဆုံးအကြိမ်ဖြစ်တဲ့ဥပဒေရဲ့ရေးယူမှုကိုခံခဲ့ရပူပါတယ်။အဲဒီတုန်းကတော့ခန္ဓာကိုယ်အလှပကိုအသားပေးထားတဲ့အပြားရောင်ဗီဒီယိုဖိုင်တွေနဲ့ဓာတ်ပုံတွေကိုအခါကျင်းငွေယူပြီးတော့ကြီးစုရတဲ့ platform တွေမှာတင်ဆက်ခဲ့တဲ့ဆွဲချက်တွေနဲ့အချင်းချခံခဲ့ရတာပါ။အဲဒီချိန်တော့ကသူမရဲ့ပရိသတ်တွေကစိတ်မကောင်းဖြစ်ခဲ့ကြသလိုသူမအချင်းတော်ကနေပြန်လည်လွတ်လာတဲ့ခါမှာလည်းပရိသတ်တွေကဝိုင်းဝန်းကြိုဆိုခဲ့ကြပါတယ်အားလုံးကထင်ခဲ့ကြတာကတော့တင်စာတယောက်ဒီသင်ခန်းစာကိုယူပြီးတော့သူမရဲ့လမ်းကြောင်းကိုပြောင်းလဲသွားမယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့လည်းထင်မှတ်မထားတာတွေဖြစ်လာခဲ့ပြန်ပါတယ်အကျဉ်းတော်ကနေလွန်မြောက်လာပြီးနောက်ပိုင်းမှာလည်းတင်စာဝင်းကျော်ကသူမရဲ့ယုံကြည်ချက်ဖြစ်တဲ့ fashion လွတ်လပ်ခွင့်ကိုပဲဆက်လက်စုပ်ကိုင်ထားခဲ့ပါတယ်သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်တွေပေါ်မှာအရင်ကတည်းကပုံမှုရဲတင်လွန်တဲ့မြမယူရယဉ်ကျေးမှုစံနှုန်းတွေနဲ့လုံးဝကိုစန့်ကျင်နေတဲ့ဆက်စီစံဓာတ်ပုံတွေကိုပဲစတိုက်ဆိုသလိုဖော်ပြလာခဲ့ပါတယ်အခုတခါမှာတော့အာနာပိနေဘက်ကနှုတ်ပိတ်မနေတော့ဘဲနဲ့ဖြစ်ပျက်တတအရေးယူလိုက်ပါပြီမြမကြီးမှုကိုစော်ကားရောက်တဲ့ဆိုတဲ့အချက်အပြင်အများပြည်သူအချင်းစာရိတ္တပြတ်ပြားစေမှုကိုအားပေးရဆိုတဲ့ခေါင်းစဉ်နဲ့သူမကိုထပ်မံဖန်ဆီးလိုက်တာလည်းဖြစ်ပါတယ်ဒါကအမှုပညာရှင်တယောက်တော့အလွန်ကိုရင်နာစရာကောင်းတဲ့ဂုဏ်သိက္ခာထိခိုက်မှုပဲဖြစ်ပါတယ်ဒီသတင်းကပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့လူမှုကွန်ရက်တွေပေါ်မှာအမြင်နှမျိုးကွဲပြားနေခဲ့ပါတယ်တစ်ဖက်ကတော့မိန်းကလေးတယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပိတ်ပင်တာကခေတ်နောက်ကျရဲ့လုပ်ရဖြစ်တယ်လို့တင်စားဘက်ကနေမမရက်တီပေးနေကြပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့မိမိတို့နိုင်ငံရဲ့ထုံးတမ်းစင်လာကိုမလေးစားတဲ့ဘသူကမဆိုအရေးယူတဲ့အမှုပညာရှင်ဆိုတာလူငယ်တွေအတူရမယ်စံပြဖို့ကိုဖြစ်တဲ့လို့ပြင်းပြတဲ့ဝေဖန်နေကြပါတယ်တကယ်တော့တင်စာဝင်းကျော်ရဲ့ဖြစ်ကအမှုပညာနဲ့ယဉ်ကျေးမှုကြားကသေးငယ်လာရဲ့စီးတစ်ခုကိုဘသူကဘလို့တတ်မှတ်မလဲဆိုတဲ့အမြင်ပွားမှုကိုပြန်လည်မီးမောင်းထိုးပြလိုက်တာလည်းဖြစ်ပါတယ်အလားတရားဆိုတာခံစားတတ်သူပေါ်မှာပဲမူတည်ရဲဆိုပေမဲ့လည်းနေထိုင်တဲ့လူအဖွဲ့အစည်းရဲ့စံနှုန်းတွေကိုလည်းမျက်ကွယ်ပြုလို့မရပါဘူးတင်စာဝင်းကျော်တယောက်ဒီတစ်ခေါက်မှာရောဥပဒေရဲ့ရေးယူမှုကနေဘလို့ရင်ဆိုင်ကြောပြမလဲသူမရဲ့နုပညာခီးလန်းကဒီနေရာမှာရပ်တန့်သွားမလားဒါမှမဟုတ်ပုံမတောက်ပရဲ့သင်ခန်းစာရင်းနဲ့ပြန်လာမလားပရိသတ်ကြီးကဘလို့ထင်မြင်မိပါသလဲအနုပညာရှင်တယောက်ရဲ့လွတ်လပ်ခွင့်နဲ့ယဉ်ကျေးမှုထိန်းသိမ်းရေးဘယ်ဟာကပိုရေးကြီးရလို့ထင်ပါသလဲကိုယ့်အမြင်တွေကိုလည်း comment ထဲမှာပုံမှန်လေးရေးသားသွားခဲ့ကြပါခင်ဗျာအခုလိုမျိုးစိတ်ဝင်စားစရာသတင်းထူးတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့နားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်